အခုလက်တလော social media မှာအိန္ဒိယမှာ Nipah virus တွေ့ရဆိုပြီးတော့တော်တော်များများစိုးရိမ်နေကြပါတယ်။ဒါဆိုရင် Nipah virus ဆိုတာကဘာလဲ။မြန်မာနိုင်ငံကသူတွေအနေနဲ့ရောကြောက်တင်လား။ကျွန်တော်ကတော့ဒေါက်တာဆိုပြေပါထွေထွေရောအခုဆရာဝန်တယောက်ဖြစ်ပြီးတော့ online ပေါ်ကနေလေကျန်းမာရေးဗဟုသုတတွေကိုအမြဲတမ်းမျှဝေပေးလျက်ရှိပါတယ်။ဒါဆိုရင်အခုဗီဒီယိုလေးကိုလည်းအဆုံးထိဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်နော်။ Nipah virus ဆိုတာကတရိတ်ဆန်ကနေလူကိုကူးနိုင်တဲ့ zoonotic virus တစ်မျိုးပါ။ဒါပေမဲ့ပထမဆုံးသိထားရမယ့်အချက်ကသူကကိုဗစ်လိုမျိုးလေထဲကနေအလွယ်တကူမကူးဆက်ပါဘူး။အရန်နီးနီးကပ်ကပ်ချောင်းဆိုးနှာချေလိုက်မှသာကူးနိုင်တာမျိုးပါ။လေထဲမှာအချိန်အကြာကြီးပြန့်လွင်ပြီးတော့အဝေးရလူကိုကူးဆက်တာမျိုးမရှိပါဘူး။အများအားဖြင့် Nipah virus က virus ကူးဆက်ခံထားရတဲ့တရိတ်ဆန်တွေပေါ့နော်။အထူးသဖြင့်အသီးစားတဲ့လင်းနို့တွေကနေလူကိုကူးဆက်နိုင်ပါတယ်။1996ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ပထမဆုံး outbreak မှာဆိုရင်ဝက်တွေကနေတဆင့်ကူးဆက်ခဲ့တာပါဒီတရိတ်ဆန်နေနဲ့ထိတွေ့ထားတဲ့အစားအသောက်တွေကိုစားမိရာကနေတဆင့်လဲကူးဆက်နိုင်ပါတယ်ဥပမာလင်းနို့တွေစားထားတဲ့အသီးကိုစားမိတာမျိုးကနေလဲကူးဆက်နိုင်ပါတယ်နောက်တစ်ချက်ကဖျားနာနေတဲ့သူနဲ့အလွန်နီးကပ်စွာထိတွေ့မိရင်ပေါ့နော်ဥပမာသွေးတို့ချွဲတို့တရေစားတဲ့ဒီခန္ဓာကိုယ်ကထွက်တဲ့အရည်တွေနဲ့ဓာတ်ရိုက်ထိတွေ့မိတဲ့အခါမှာလူကနေတခြားလူတစ်ယောက်ကိုကူးဆက်နိုင်ပါတယ်ဒါပေမဲ့သိထားဖို့က Nipah virus ကကိုဗစ်လိုမျိုးလေထဲကနေတဆင့်လူအစုလိုက်အပြုံလိုက်အလွယ်တကူမကူးပါဘူး။ဒါကြောင့်ပုံမှန်နေ့စဉ်ဘဝမှာလမ်းသွားလမ်းလာဈေးသွားအလုပ်သွားရုံနဲ့ကူးစက်မဲ့ရောဂါမျိုးမဟုတ်ပါဘူး။ Nipah virus ကကာကွယ်ဆေးမရှိသေးသလိုကူးစက်ခံရပြီဆိုရင်လည်းကုသဖို့အတွက်ဆေးမရှိသေးပါဘူး။ Supportive treatment လို့ခေါ်တဲ့ virus ကိုကိုယ်ခံအားကနေတိုက်ထုတ်နိုင်အောင်ကူညီပေးရင်းနဲ့ဝေဒနာတွေသက်သာအောင်စောင့်ကြည့်ကုသပေးလို့ပဲရပါတယ်။ Nipah virus ကကူးစက်ခံရရင်သေဆုံးနိုင်ခြေ40ကနေ85%ရှိတယ်လို့သတ်မှတ်ထားပါတယ်။ဒါကလည်းဒီ virus ကိုဘယ်လောက်ထိစောင့်ကြည့်ပြီးတော့ကုသနိုင်သလဲဆိုတာပေါ်မူတည်ပြီးတော့အပြောင်းအလဲရှိနိုင်ပါတယ်။ Nipah virus ရဲ့လက္ခဏာတွေကိုပြောရမယ်ဆိုရင်တော့အဆင့်လိုက်ဖြစ်တတ်ပါတယ်။အစပိုင်းမှာတော့အများအားဖြင့်တာမန်ဖျားနာတဲ့လက္ခဏာတွေနဲ့ဆင်တူပါတယ်။ဖျားတာ၊ခေါင်းကိုက်တာ၊ကိုယ်လက်မအီမသာဖြစ်တာ၊လေချောင်းနာတာ၊အသက်ရှူရခက်ခဲတာအားနည်းနေတာစတာမျိုးတွေဖြစ်တတ်ပါတယ်။ဒါကြောင့်အစာပိုင်းမှာNipahဖြစ်နေတာကိုကိုယ်တိုင်ချက်ချင်းမသိနိုင်ပါဘူး။တချို့ဆိုရင်ဘာလက္ခဏာမှမပြတာမျိုးလည်းရှိပါတယ်။တချို့လူတွေမှာယောဂပြင်းထန်လာရင်တော့မူးဝေတာစိတ်ရှုပ်ထွေးလာတာတက်တာသတိလစ်တာအသက်ရှူရအရန်ခက်ခဲလာတာစတဲ့အာယုံကြောနဲ့ဆိုင်တဲ့လက္ခဏာတွေထပ်ဖြစ်နိုင်ပါတယ်။ဒီလိုဖြစ်လာတာကNipah virus ကအုံနှောက်ကိုထိခိုက်နိုင်လို့ပါ။ဒါပေမဲ့အရေးကြီးတဲ့အချက်တစ်ခုကNipah virus ကူးစက်ခံရတဲ့လူတိုင်းမှာဒီအဆင့်အထိမဖြစ်ပါဘူးမြန်မာနိုင်ငံအနေနဲ့စိုးရိမ်စရာလိုလားဆိုရင်တော့အခုလက်ရှိအချိန်အထိမြန်မာနိုင်ငံမှာNipah outbreak ဖြစ်နေတယ်ဆိုတဲ့အထောက်အထားမရှိသေးပါဘူး။ဒါကြောင့်မြန်မာပြည်မှာနေရတဲ့လူအများစုအတွက်ကြောက်စရာမလိုပါဘူး။ဒါပေမဲ့ကျန်းမာရေးအတွက်လူတိုင်းအမြဲလိုလိုက်နာတဲ့အရေးကြီးတဲ့အချက်တွေရှိပါတယ်။အဲ့ဒါတွေကတော့ဖျားနာနေတဲ့သူနဲ့နီးကပ်စွာထိတွေ့တာကိုရှောင်ပါတရိတ်ဆန်နေနဲ့မလိုအပ်ဘဲနဲ့နီးကပ်ကပ်မနေပါနဲ့အထူးသဖြင့်လင်းနို့တွေဆိုရင်ဝေးရရှောင်ပါလက်ကိုဆက်ပြာနဲ့ပုံမှန်ဆေးပါမတန်ရှင်းတဲ့အစားအစာတွေကိုရှောင်ပါဒီအချက်တွေက Nipah virus အတွက်ပဲမဟုတ်ပဲကူးစက်ရောဂါအများစုကိုကာကွယ်နိုင်ပါတယ်နောက်ဆုံးအနေနဲ့ပြောရရင်တော့Nipah virus ကကြောက်ဖို့မလိုပါဘူးဒါပေမဲ့ဘ ഹു တုတအနေနဲ့သိထားဖို့တော့လိုပါတယ် social media မှာကြောက်စရာ headline တွေနဲ့ရေးထားတာတွေ့တိုင်းချက်ချင်းမယုံပါနဲ့အောင်ယုံကြည်ရတဲ့ဆရာဝန်တွေနဲ့မှန်ကန်တဲ့ health sources တွေကဘာတွေပြောထားလဲဆိုတာကိုအရင်လေ့လာကြည့်ကြပါနော်ဒီဗီဒီယိုလေးကိုကြည့်ပြီးလို့ကိုမသိလိုက်ရတာတွေသိသွားတယ်ဆိုရင်တခြားသူတွေလည်းသိသွားအောင်လို့ share ပေးလိုက်ကြအောင်နော်နောက်ထပ်အခုလိုမျိုးကျမ်းမာရေးဗဟုသုတဗီဒီယိုလေးကြည့်ချင်တယ်ဆိုရင်ကျွန်တော်ကို follow လုပ်ထားလို့ရပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်နဲ့ပြန်တွေ့ရမယ်